တခါတုန်းကရွာငယ်လေးတစ်ရွာမှာငလက်မနှင့်တိမ်နောင်မြည်တဲ့အငင်းအခုန်တန်သောတငယ်ချင်းနှစ်ယောက်ရှိခဲ့ပါတယ်။တနေ့မှာသူတို့နှစ်ယောက်ဟာတွေ့ဆုံစဉ်မှာငင်းခုန်မှုတစ်ခုကိုအစပြုခဲ့ကြတယ်။တိမ်နောင်ဆိုသူကလူအလိုကိုနှက်မလိုက်နိုင်ဆိုပြီးစတင်၍စကားဆိုလေသည်။ငလက်မဆိုသူကလည်းဘာလို့လူအလိုကိုနှက်မလိုက်နိုင်ရမှာလဲလူအလိုကိုနတ်တွေကဖြည့်ဆည်းပေးနိုင်တယ်ဟုပြန်ပြောလေသည်။ဒီလိုနဲ့ငင်းခုန်ကြရာအချိန်တွေသာကြာလာပြီးအဖြေကမထွက်ဖြစ်နေလေသည်။ထိုအချိန်မှာတိကျမင်းထိုင်တော်မူရာမြကြောက်ဖြာကြီးကတင်းမာလာ၍လူပြည်သို့လှမ်းကြည့်လိုက်ချိန်မှာထိုသူနှစ်ယောက်၏အခြေတင်ငင်းခုန်နေမှုကိုမြင်လေသည်ထိုအတွက်ကြောင့်တိကျမင်းလည်းလူအလိုကိုနှက်လိုက်နိုင်မလိုက်နိုင်ဆိုသည်ကိုစမ်းသက်ကြည့်ရန်လူပြည်သို့ဆင်းသက်လာခဲ့လေ၏ဒီလိုနဲ့ဘိန်းစားပေါင်ကားဟုခေါ်သောလူတစ်ယောက်ကိုအရင်စမ်းသက်ရန်စီစဉ်လေ၏ဘိန်းစားကဘိန်းငက်နေ၍နှေးမိုင်ကစဉ်းစားနေလေတယ်။အော်ဘိန်းနဲ့ရောက်စားလိုက်ရရင်တိတ်ကောင်းမှာပဲလို့အကြံရှိနေလေတယ်။တိကျမင်းလည်းဘိန်းစားအကြံကိုလိုက်ရောပြီးဘိန်းတစ်ခဲကိုဘိန်းစားရှိမှရောက်ရှိအောင်ဖန်တီးပေးလေတယ်ဒီလိုနဲ့ဘိန်းကိုစားပြီးနောက်အင်းဘိန်းကတော့စားရပြီးရှင်ဘရင်စားတော်ပွဲကိုစားရလင်ကောင်းမည်ဟုအကြံဖြစ်လေပြန်တယ်။တိကျမင်းလည်းဘိန်းစားအလိုအတိုင်းရှင်ဘရင်ပွဲတော်အုပ်ကိုဖန်တီးပြီးဘိန်းစားရှိချပေးလေတယ်ဘိန်းစားဟာပွဲတော်အုပ်ကိုစားတောက်ပြီးချိန်မှာသူ့အလိုကမရောက်ရဲနိုင်သေးပါဘူးတဖန်အကြံတစ်ခုပေါ်လာပြန်တယ်ဘရင်စားကောင်းတောက်ဖွယ်တွေကိုတော့စားရချီပြီးဘရင်ညောင်ဆောင်မှာလှဲလျောက်အိတ်ဆက်ရလင်အလွန်ကောင်းမည်ဟုစိတ်ကူးလေတယ်ဒီလိုနဲ့တိကျမင်းလည်းဘိန်းစားအလိုကိုလိုက်လျောပြီးနူးညံ့သောမွေရာကောစောညောင်ဆောင်ကိုဖန်ဆင်းပေးလိုက်ပြန်တယ်ဘိန်းစားလည်းညောင်ဆောင်ပေါ်တက်၍လှဲလျောင်းကနူးညံ့တဲ့ကတိပါဆောင်ကိုခြုံလျက်စဉ်းစားပြန်တယ်ငါတယောက်တည်းကောင်းစွာအိတ်ဆက်ရလို့အဘယ်သို့ပျော်ပွဲအန်နေတိကျမင်းရဲ့မိဖုရားနဲ့တာလင်းတညလောက်ဆန်စားရရင်ကောင်းလေစွာဟုမိုက်မဲစွာအကြံဖြစ်လေ၏တိကျမင်းရဲ့မိဖုရားကိုဘိန်းစားကအလိုရှိကြောင်းကြားသိလိုက်ရတော့တိကျမင်းလည်းအော်ဘိန်းစားအလိုကိုလိုက်ရောပေးတာမှားလေပြီးလူအလိုကိုနှက်မလိုက်နိုင်ဆိုတာမှန်ချေသည်ဟုစိတ်ထဲကနေမှတ်ချက်ပြုခဲ့ရလေတယ်ထို့ကြောင့်မိဖုရားကိုလည်းမပေးနိုင်ဘိန်းစားအလိုကိုလည်းမလိုက်ရောနိုင်တော့တာဝတိတာသို့ပြန်သွားခဲ့လေတယ်ဘိန်းစားလည်းအလိုမပြည့်ပဲအသက်ဆုံးခဲ့ရလေတယ်ထိုအချိန်မှစ၍လူအလိုနှက်မလိုက်နိုင်ဆိုသောအဖြစ်လည်းပြေလည်သွားခဲ့လေတယ်